2026 ခုနှစ်ကိုရောက်နေပြီဖြစ်ပေမဲ့အခုထိကားမှာပြဿနာတစ်ခုခုပြတာနဲ့ဝက်ရှော့ကိုတန်းပြေးနေတော့မေးလားဝက်ရှော့မသွားခင်အခုကျွန်တော်ပြမယ့်နီလန်းလေးကိုအရင်ကြည့်လိုက်ပါဦးအသုံးဝင်လို့နောက်မှပြန်ကြည့်ရအောင်ဗီဒီယိုကိုအရင်ဆုံးစိတ်ထားပြီးတငယ်ချင်းတွေကိုပါမျှဝေပေးလိုက်ပါဦးတင်ကဓာတ်ရှုပ်မှာအင်ဂျင်မီးလင်းတာပဲဖြစ်အဲ့ဒါတစ်ခုခုပြနေရင်မကင်းနစ်စီမသွားခင်ဒါလေးအရင်လုပ်ကြည့်ပါလိုအပ်တာကတော့ကားထဲမှာရှိတတ်တဲ့တာမန် USB ကြိုးတစ်ချောင်းပါပဲဖုန်းထဲကနေ Google မှာ AI Tutors လို့ရိုက်ရှာပြီးပထမဆုံးတွေ့တဲ့ website ထဲကိုဝင်ပါညာဘက်အပေါ်ကအဆက်39နှိပ် entertainment ဆိုတဲ့နေရာကနေ Scanner Couch Forum ကိုဖုန်းနဲ့ကားစစ်ဆေးခြင်းဆိုတဲ့ option ကိုရှာလိုက်ပါပြီးရင်ကားတော့ကို ON နေထားမီးလိုင်းပွင့်ယုံလှည့်ပြီးဖုန်းနဲ့ကားကို USB ကြိုးနဲ့ချိတ်ဆက်ကဖယ်ချိတ်ဆက်ပြီးကိုနှိပ်လိုက်ပါအခုနကတင့်ဖုန်းနဲ့ထည့်လိုက်တဲ့ scanner ဟာကားနဲ့ချိတ်ဆက်သွားပြီးဝက်ရှော့သွားစရာမလိုပဲကားရဲ့ပြဿနာတွေကိုအကုန်စစ်ဆေးပေးပါလိမ့်မယ်ကြည့်လိုက်ပါကျွန်တော်ကားမှာဆို engine wire ရိမီးလင်းနေတာဒီစနစ်ကနေ engine error ရှိနေတာကိုချက်ချင်းရှာတွေ့သွားပါတယ်အဲ့ဒီ error မီးကိုဖုန်းထဲကနေပဲပိတ်ပစ်လိုက်လို့ရတယ်လို့ဘယ်လိုပြင်ရမလဲဆိုတဲ့ tutorial ဗီဒီယိုကိုပါတစ်ဆင့်ချင်းကြည့်လို့ရပါတယ်ကိုယ်တိုင်မပြင်တတ်ရင်တော့မှဘာ error ဖြစ်နေလဲဆိုတာကြိုသိနေတဲ့အတွက်ဝက်ရှော့ရောက်ရင်မကင်းနစ်တွေကိုကိုလိမ်လို့မရတော့ဘူးပေါ့ဒါတင်မကသေးပါဘူးကားရဲ့ကီလိုမီတာအစစ်ဟုတ်မဟုတ်မီတာပြန်လျှော့ထားတာရှိမရှိကိုပါဒီစနစ်နဲ့စစ်လို့ရပါသေးတယ်